top deep to me like we got totally ဒီသချင်းထဲမှာအချစ်ရဲ့နူးညံ့သိမ်မွေးမှုတွေအမှုပညာရဲ့လူသားဆန်မှုတွေကိုတွေ့ရတယ်ပေါ့နော်ဒီဘက်ခေတ် AI ခေတ်လား AI နဲ့ကြိုက်သလောက်ဖန်တီးกว่าမင်းတို့ဒီလိုနှလုံးသားပါတဲ့ခံစားမှုကိုတော့မင်းတို့ဘလို့မှမရနိုင်ဘူးဟေးယိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ပတ်မှာတော့ TikTok မှာလည်းအရန်ကိုပေါက်နေတဲ့အချစ်သချင်းနူးနူးညံ့ညံ့လေးတစ်ပုတ်ကိုနားထောင်ပြီးတော့ reaction လုပ်သွားမှာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့သချင်းကိုသွားရှာပြီးတော့နားထောင်မယ် Let's go နူးညံ့ချင်း artist ကတင်တော်သူတာသူ့ကိုသိချင်မိတော့လို့ထင်နေရှင်ဝင်ထဲမှာထွေးသိလို့ စောင်းရမ်းကောင်းတယ်ကွာဒီအပိုင်လေးက TikTok မှာရမ်းပေါက်သွားတယ်စာသားလေးတပတ်တမိုးယူရတော့မေဒီလိုချင်ရကိုတွတ်တော့ဖြစ်ဖို့အမလေးမာယာကင်းနဲ့မိကလေးမို့ချင်မိရတယ်ဟဆောင်ကလေးမနေနိုင်ပါကွယ်နှလုံးသားလေးပြတ်တော့မေသူ့ချစ်တော့ပြစ်ဖြစ်မိလားကွယ်မချင်ရဘူးလို့ဘယ်သူတွေကထားလဲနူးညံ့ခြင်းကိုချစ်လို့ခေါ်လာကွယ်ချစ်တွေနူးပြိုတဲ့လက်ဆက်သွားတယ်မြတ်တရားကိုစတဲ့နဲ့လာဆက်တဲ့ခွင့်ပြုပေးပါရင်ခေါ်တဲ့ခြင်းတို့ရဲ့အချစ်ရဲ့တိတ်ချစ်တယ်စောင်းရမ်းကောင်းတယ်ကွာငါတို့ဒီဘက်ခေတ်မှာဒီလိုဖလိုးမျိုးနဲ့ဒီလိုဘိုင်မျိုးဒီလို1980လောက်ကဘိုင်အပြည့်ရအောင်တီဆိုပေးသွားတာကွာစောင်းရမ်းကောင်းတယ်စာတန်းထိုးတာလေးကအသက်ပေါ့နော်မိုက်တယ်ကွာဒီသချင်းကိုအချစ်သချင်းလေးပြီးနော်နားထောင်ရတာရင်ထဲမှာတကယ်ကိုသချင်းအတိုင်းပဲနူးညံ့ချင်းဆိုတဲ့အတိုင်းပဲတော်တော်လေးကိုနူးညံ့ညံ့နဲ့ခံစားလို့ကောင်းတယ်ကွာပထမဆုံးအနေနဲ့ပြောချင်တာကဒီသချင်းထဲမှာအချစ်ရဲ့နူးညံ့သိမ်မွေးမှုတွေအမှုပညာရဲ့လူသားဆန်မှုတွေကိုတွေ့ရတယ်ပေါ့နော်ဒီဘက်ခေတ် AI ခေတ်လား AI နဲ့ကြိုက်သလောက်ဖန်တီးกว่าမင်းတို့ဒီလိုနှလုံးသားပါတဲ့ခံစားမှုကိုတော့မင်းတို့ဘလို့မှမရနိုင်ဘူး AI သချင်းတွေကြိုက်သလောက်ဖန်တီးတယ်လုံးဝမိုက်တယ်သူ့ရဲ့ bike ကိုနားထောင်လို့ဒီနှလုံးသားနဲ့ခံစားရတာကွာငါတို့ကဒီသချင်းမှာဒီရဲ့အရသာတွေကိုအများကြီးတွေ့ရတယ် Let's go ဆက်နားထောင်မယ်ရှိကြတာပဲကိုယ်ကချစ်ကိုနူးညံ့ခြင်းလေးလို့နေကိုချင်တာသူကိုမြင်နေရုံနဲ့အသေးနှလုံးလေးယူတတ်ဖြစ်တယ်ဒီလိုဖြစ်ကုန်နေတီးလို့ပြောပြတဲ့နေကိုယ်လည်းတော့ချစ်ခဲ့မိတော့လို့ချင်လေကိုရိုင်းမှာတော့ပြေရှာနေစေမင်းလေးတိတ်တီးဖို့ကောင်းနေသူ့ချစ်တော့ပြစ်ချင်မိလားကွယ်ချင်ရဘူးလို့ဘယ်သူတွေကပြောလို့လဲနူးညံ့ခြင်းကိုချစ်လို့ခေါ်လာကွယ်အချစ်တွေနူးပြိုတဲ့လက်ဆက်သွားတယ်ချစ်ဆိုတာအယောင်တွေပကသနာတွေဘာဆိုဘာမှမပါပဲအရှိတိုင်းကိုချပြသွားတဲ့အချစ်သချင်းလေးတစ်ပုတ်ပေါ့နော်တကယ်နားထောင်လေအသက်ဝင်လေပဲကွာဒီသချင်းကဆောင်းရမ်းလက်ရမြောက်တယ်ဆိုးလွင်လားထုအိမ်တင်လားအဲ့ဘိုက်ကိုရတယ်ကွာမင်းဒီထဲမှာပြထားတော့ဝင်းဦးကိုပြထားတယ်ငါရနေရတော့ဆိုးလွင်လားထုအိမ်တင်လားမသိအဲ့ဘိုက်ကိုရတယ်ကွာတကယ်ကာလာလဲအတန်ကာလာတုံးကလည်းအဲ့လိုမျိုးသွားဆင်တယ်ကွာလုံးဝမိုက်တယ်သချင်းဆောင်းကောင်းတဲ့သချင်းတစ်ပုတ်
တရားကိုတဲ့နဲ့လားဆက်တဲ့ခွင့်ပြုပေးပါရင်ခုံနေခြင်းဒီကိုရဲ့အချစ်တိတ်ချစ်တယ်ချစ်တယ်ကောင်းလိုက်တာကွာ old school bike လေးကိုအပြည့်ရသွားအောင်စိုးပေးသွားရတယ်ပေါ့နော်တချင်းကတော်တော်လေးမိုက်ပါတယ် AI kit ကိုစိန်ခေါ်လိုက်တဲ့လူသားဆန်လုံးနဲ့တချင်း oh shit ဆောင်းမိုက်တယ်တကယ် AI kit ကိုစိန်ခေါ်လိုက်တဲ့တချင်းပဲတော်တော်လေးကိုအနှစ်သာရအပြည့်နဲ့ပေါ့နော်အချစ်တချင်းလေးတစ်ပုတ်ဒီဘက်ခင်မှာဒီလို flow နဲ့နားထောင်ရလိမ့်မယ်လို့မထင်ထားခဲ့ဘူးပေါ့နော်ကဲဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျားတို့ရဲ့ရင်ဘတ်ထဲမှာလည်းဒီတင့်တော်သူရဲ့နုညံ့ချင်းဆိုတဲ့အချစ်တချင်းလေးကဘယ်လောက်ထိတိုးဝင်လာလဲဆိုတာအောက်ကကွန်မမှာဝင်ရောက်ရေးသွားနိုင်ပါတယ်အားလုံး peace